လောကမှာနေမင်းကြီးမှောင်သွားလို့ရှိရင်ရှေ့လျှောက်လန်းရမယ့်ခရီးဟာမမြင်ရတယ်လို့ပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့မမြင်နိုင်တဲ့အရာတွေဟာဘယ်နှခုရှိသလဲလို့ဆိုလို့ရှိရင်မမြင်နိုင်တဲ့အရာတွေဟာလူတစ်ယောက်မှာပါတော့ဆိုဇီဝိတံဘလောက်နေရအောင်မယ်ဆိုတာမသိဘူးတို့အသက်ဟာဘလောက်ရှင်မယ်ဆိုတာဘယ်သူမှကြိုပြောလို့မရဘူးတဲ့လောကကြီးမှာမသိနိုင်တဲ့အဲ့ဒါဘလောက်ပဲချမ်းသာပါတယ်ဆိုမဲ့ရုတ်တရက်မတော်တဆ accident ဆိုတာမျိုးနဲ့သိဆုံးသွားနိုင်တယ်အခုမာမာကြီးတော်တော်ကြာမရှိတော့ဘူးဆိုတာမျိုးလည်းဖြစ်သွားနိုင်ဘုန်းကြီးတို့တခါတော့ကလွန်ခဲ့တဲ့6နှစ်လောက်ကမေမြို့တက်သွားဘုန်းကြီးတစ်ပါးနဲ့အဲ့ဒီဘုန်းကြီးရဲ့မိတ်ဆွေရန်ကုန်ကနေပြီးတော့တခါတယောက်ဖုံးဆက်တယ်ဖုံးထဲမှာစကားပြောသိမကြပါဘူးမေမျိုးကပြန်ဆင်းလာတဲ့အခါကျဖုံးတကောဝင်လာခုနကဖုံးဆက်တဲ့တကဆုံးလို့တဲ့ဟောမယုံနိုင်လောက်အဖြစ်ပြမျိုးတွေပေါ့ဒါကြောင့်မို့ဇီဝိတလူတယောက်ရဲ့တက်တန်းလောက်နေရမယ်အသက်ဟာဘယ်၍ဘယ်မြတ်ရှည်လျားမယ်ဆိုတာမသိနိုင်ဘူးနေဝင်ချိန်မှာစခန်းဝေးတဲ့နေရာရှောက်လန်းရတယ်လို့ပဲဘာတွေတွေ့မယ်လမ်းပေါ်မှာဘာတွေရှိနေမယ်ဆိုတာမသိနိုင်တယ်လို့ပဲကိုယ့်ရဲ့အသက်အတိုင်းအတာကန့်တတ်ဟာလည်းမသိနိုင်ဘူးတဲ့နောက်တစ်ခုကမသိနိုင်တာဘာလဲဘဝခရီးရှောက်လန်းတဲ့အခါမှာဘာယောဂနဲ့သိရမယ်ဆိုတာမသိနိုင်စီးကျိုယောဂဖြစ်ပေမဲ့သွေးတိုးနဲ့သိခြင်းသိတယ်သွေးကြိုးယောဂရှိပေမဲ့လို့တခြားယောဂနဲ့သိခြင်းသိတယ်လုံးဝမျှော်မှန်းကြည့်လို့မရနိုင်ဘူးယောဂဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်လေသိချာပေါက်မပြောနိုင်ဘူးတချို့မှာစွဲနေတဲ့ဝေဒနာကတစ်မျိုးသိတဲ့အချိန်ကျတော့တခြားဝေဒနာနဲ့သိသွားတယ်ပေါ့ဒါမျိုးတွေလည်းရှိဒါကြောင့်မို့ဗျာဒိဆိုတာလေကြိုတင်ပြောလို့မရဘူးတဲ့ကြိုတင်ပြောလို့မရတဲ့ဟာတခုပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ဒါတွေကပြောလို့မရနိုင်ဇီဝိတံဗျာဒိကာလောစကာလဆိုတာလူတယောက်ဟာဘဝခရီးအဆုံးသတ်မဲ့အချိန်ဘယ်အချိန်လဲမနေ့လားနေ့လယ်လားညလားမပြောလို့မရဘူးပြောလို့မရလို့ကိုယ်ရှိမှတယ်မယ်ဘဝဏီကုန်းချုပ်သွားတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိကြပါတယ်အမှတ်တမဲ့နေရင်တော့မသိဘူးအမှတ်တရနေမယ်ဆိုရင်တော့အကုန်သိနေကြတာမမျော်လင့်မဲနဲ့ဖြစ်တာတွေရှိတယ်